လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးပြီးကိုယ်တကူသောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လည်းသူ့ရဲ့အသိဉာဏ်ဟာအပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလောက်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လည်းစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံးတဲ့နာတွေလုံးမိတယ်မမရွေနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ့်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှိရင်အသိဉာဏ်ပျောက်ကွယ်သွားပြီမပြောတဲ့စကားတွေပြောမိတယ်မလုပ်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုပ်မိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဓမ္မဆိုးရွားသွားနိုင်တယ်ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်လောဘကိုလည်းထိန်းချုပ်ရမှာပဲဒေါသကိုလည်းထိန်းချုပ်ရမှာပဲမာနကိုလည်းထိန်းချုပ်ရမှာပဲအိတ်သာဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမှာပဲကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယဆိုတာကိုလည်းထိန်းချုပ်ရမှာပဲဖြစ်တယ်မထိန်းချုပ်လို့ရှိရင်အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ်အတွက်လည်းဆိုးချိုးသူတို့အတွက်လည်းဆိုးချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့ဒါကြောင့်မို့အမြဲဒေါသကိုထိန်းချုပ်ခြင်းဆိုတာဘယ်ပုံပဲနည်းသူတို့ကောင်းတွေဟာထိန်းချုပ်ခဲ့တယ်လေဆိုတာအာယ50ဇတ်တော်တွေထဲမှာသုလဘောဓိစာတကဆိုတဲ့သုလဘောဓိဇတ်စပေါင်း958တယ်မယ်443ခုမြောက်သုလဘောဓိဇတ်ဟာအမြဲဒေါသကိုပဲပုံထိန်းချုပ်ရမယ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဇာလမ်းပဲဖြစ်တယ်သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်ဖြစ်ပျက်